တခါတော့ကပင်လေကန်းဆက်က အုံးပင်တပင်ပေါ်မှာရှင့်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့ရှင့်ကလေးတွေနေကြတယ်အဲ့လိုနေရင်တနေ့ကျတော့ရှင့်မကလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းပြီးတော့တောက်တော့ပင်လေရေဒီလိုင်းကလာနေတာ तू မမြင်ဘူးလေ तू ကလေးဆန်လေးတေးသေးလေးဆိုတော့မသိဘူးကိုအဲ့ဒါနဲ့အဲ့ဒီရေလိုင်းနဲ့ဒီရှင့်မလေးကပင်လေရေထဲကိုမျောပါသွားရောသေရောမမြင်ရတော့ဘူးအဲ့တော့ရှင့်မိုးကပြန်မလားနဲ့စောင့်ရင်းနဲ့သူ့ရှင့်မဒီပင်လေထဲဆင်းသွားတာပြန်မလာဘူးဆိုတော့သူအင်မတန်ခံစားရတယ်တဲ့အဲ့ဒီရှင့်ကလေးကအဲ့ဒါနဲ့သူအုံးမေမောကဆင်းပြီးတော့ဒီရှင့်မလေးကိုငါဘယ်နည်းနဲ့ပြန်တွေ့နိုင်မလို့ဘယ်နည်းနဲ့ပြန်တွေ့မနိုင်မလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့ငါရှင့်မလေးဟာဟောဒီပင်လေရေထဲမှာတေချာပေါက်ရှိဒါကြောင့်ဒီပင်လေရေတွေဖုံးနေလို့ငါရှင့်မလေးကိုငါမမြင်ရဒီပင်လေရေတွေသာအကယ်၍မရှိဘူးဆိုရင်ငါရှင့်မလေးကိုငါတေချာပေါက်ပြန်တွေ့မယ်အဲ့ဒါနဲ့သူကဘာတုံးဆိုတော့ပင်လေထဲကိုရှင်းသူ့ရဲ့အမီးပွားပါကလေးကိုပင်လေရေထဲနှစ်ပြီးတော့ရွာနဲ့ပြန်တက်လာကမ်းပေါ်တော့အဲ့ဒီအမီးကဆွတ်ထားတဲ့ရေကလေးကိုခါနောက်တစ်ခါပြန်ရှင်းအမီးလေးကိုစိမ့်ကမ်းပေါ်ရောက်တော့ပြန်ခါအခောက်ပေါင်းများစွာလုံနေတာဘာလုံတာတုံးဆိုတော့ပင်လေရေတွေကိုခန်းသွားအောင်သူစူးစမ်းနေတာဘာကိုတွေ့ကျင်လို့တော့သူရှင်းမလေးကိုတွေ့ကျင်လို့ဟုတ်လားပင်မနဲ့နော်တခါယူမိုက်မြအဲ့ဒါနဲ့ဒီကန်းဆောင်နတ်ကကန်းမှာစောင့်နေတဲ့နတ်ကဒီရှင်ကလေးကိုတိတ်တနာတယ်ဖြစ်နိုင်ဘူးနော်မင်းသေးတာသွားမယ်ဒီရေကတော့ခမ်းမှာမဟုတ်